ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခု16ကြိမ်အတွက်ကျွန်တော်ကန်ကစားမဲ့ဗရိတ်စနစ်နဲ့ကဏ္ဍရွေးချယ်စနစ်ကလေးကိုမိတ်ဆွေများကိုချပြခန်းမှန်းပေးမှာဖြစ်ပါတယ်ခင်ဗျာကဲကြည့်လိုက်အောင်ပေါ့ဗျာဟောဒီမှာနှစ်ပိတ်ပုံတွေပေါ့နော်နှစ်ပိတ်ကစားမှာတက်ခါလို့ရှိတယ်တဲ့အဲ့တက်ခါဒီတက်ပရိတ်လို့သူ့စားမှာရွှေ့ပြီးကစားတယ်ပေါ့နော်ပထမကနှစ်ပိတ်ကပုံတွေပြီးရင်သူ့ဆောင်မှာတက်ခါပေါ့နော်တက်ခါကြောင့်တက်ပရိတ်လို့ဒီမှာရွှေ့ကစားတယ်ပထမကပ်ပေါ့နော်ကဲသူ့ကနေတပွဲနှစ်ပွဲသုံးပွဲရဲ့အောက်မှာတဲ့ဒီမှာနှစ်ပိတ်လို့လာပြန်နော်နှစ်ပိတ်နဲ့ဒီမှာနှစ်ပိတ်ကစားမှာတက်ခါလို့ဒီမှာပုံတွေကစားထားပြီနော်ပထမကလည်းဒီလိုပဲနော်နှစ်ပိတ်တက်ခါအဲ့တက်ခါကြောင့်ဒီမှာတက်ပရိတ်လို့ကစားပါတယ်ဟုတ်ပြီနော်နှစ်ခွန်နဲ့ကဲသူ့ရဲ့အောက်ကနေဒီမှာဆက်ကြည့်ကြည့်နော်တပွဲနှစ်ပွဲသုံးပွဲအဲ့သုံးပွဲအောက်မှာလည်းဟောဒီမှာနှစ်ပိတ်လို့ပုံတွေကစားထားပြီဗျဒီမှာနှစ်ပိတ်နော်နှစ်ပိတ်ကစားမှာလည်းဒီမှာတက်ခါလို့ကစားထားပြန်ပြီပေါ့နော်အဲ့တက်ခါကြောင့်ကျွန်တော်တို့တစ်ပရိတ်ပေါ့နော်တစ်ပရိတ်2020ခွန်း16ချိန်မှာတစ်ပရိတ်ပေါ့နော်ကစားလို့မယ်ပေါ့နော်ကဲဒီစနစ်တွေမလုပ်ခင်နဲ့ဘာလေးဆက်လို့ဘာကြိုတင်လောက်ထားလဲဆိုတဲ့စနစ်ကိုကျွန်တော်နေဖတ်ပြမယ်ဗျဟုတ်ပြီနော်တက်ခါကြောင့်တစ်ပရိတ်လို့သူ့ဆောင်မှာမကစားခင်ဘာလောက်ထားလဲဆိုလို့ရှိရင်နဲ့အဲ့တက်ခါကြောင့်ပရိတ်သုံးလုံးဒီတစ်လို့ကစားပြီးမှပေါ့နော်ဟောဒီတစ်ပရိတ်ကိုရွှေ့ထားတာဟုတ်ပြီနော်အဲ့ဆိုပရိတ်သုံးလုံးကြည့်မယ်ဒီမှာက853ဒီ6ပရိတ်တယ်ဟောဒီမှာ6တက်5ဒီက5ပရိတ်တယ်ဟောဒီမှာ4တက်5ဒီက3ညပရိတ်ပေါ့နော်6 5 3ည6 5 3ညပရိတ်သုံးလုံးဒီ6 5 3ညဆိုတက်ပေါ့နော်အဲ့တက်မိုးတယ်ထော်ဒီမှာ650တက်ပရိတ်လို့ဒီမှာရွှေ့ထားပါတယ်ပထမကဟုတ်ပြီနော်ဒုတိယကကိုလည်းကြည့်မှာပေါ့နော်တက်ခါဒီတစ်ပရိတ်လို့မကစားခင်နဲ့ပရိတ်သုံးလုံးဒီတက်လို့ကစားထားတယ်တဲ့ဟောဒီမှာ6 4နှစ်ဒီနှစ်ဟောဒီမှာ3ည1နှစ်ဒီ3ဒီမှာကျတော့1 9 6ဒီ6ပေါ့နော်အဲ့ဆိုတော့2ပရိတ်3ပရိတ်6ပရိတ်2 3 6ဆိုတော့ပရိတ်သုံးလုံးဒီ2ပရိတ်3ပရိတ်6ပရိတ်ဆိုတော့1ပေါ့နော်အဲ့1ကြောင့်1ပရိတ်လို့ဒီမှာကစားထားပြီပေါ့နော်ဒုတိယကတတိယကကိုစစ်ကြည့်မှာပေါ့နော်တက်ခါကြောင့်1ပရိတ်လို့ကစားခင်ပရိတ်သုံးလုံးဒီ1လို့ဖြစ်အောင်မယ်ဆိုရင်ဟောဒီမှာ4ခွန်9က3ညပရိတ်ဟောဒီမှာ6တက်5က2ပရိတ်3ညပရိတ်2ပရိတ်ဆိုတော့ပေါင်းလိုက်တော့2ပေါ့နော်2လို့ရှိနေ1ဖြစ်ဖို့အတွက်6ပရိတ်ပါမှာ6ပရိတ်နဲ့ပေါင်းမှကျွန်တော်1လို့ဖြစ်မှာဖြစ်တဲ့အတွက်3ညပရိတ်2ပရိတ်6ပရိတ်မှာကျွန်တော်တို့က1လို့ဖြစ်မှာပေါ့နော်အဲဆိုတော့ကျွန်တော်ဒီနေရာမှာ16ချိန်မှာကျွန်တော်အနေနဲ့6ပရိတ်လို့ကန်ကစားပါမယ်ပေါ့နော်6ပရိတ်လို့ကန်ကစားပါမယ်ဒါက6ပရိတ် line လေးရဲ့ပထမဖြစ်စဉ်ပေါ့နော်ကဲဒီနေရာလေးကိုအကြမ်းပြန်ရှင်းပြမယ်ဆိုလို့ရှိရင်ပေါ့နော်ဟောဒီတက်ခါကြောင့်တစ်ပရိတ်လို့မကြခင်ပရိတ်3လုံးဒီ6ပရိတ်5ပရိတ်3ညပရိတ်6 3ည5ဒီတက်မို့တစ်ပရိတ်လို့ဒီမှာရွှေ့တယ်ပထမကဒုတိယကမှာလဲဟောဒီတက်ခါကြောင့်တစ်ပရိတ်လို့မရွှေ့ခင်ပရိတ်3လုံးဒီ2ပရိတ်3ပရိတ်6ပရိတ်ဒီ2 3 6ဒီတက်မို့တစ်ပရိတ်လို့ဒီမှာကစားခဲ့တယ်ပေါ့နော်ကတတိယကမှာတက်ခါကြောင့်ဒီတစ်ပရိတ်လို့မရွှေ့ခင်ပေါ့နော်ပရိတ်3လုံးဒီတက်လို့ဖြစ်အောင်မယ်ဆိုရင်ဒီမှာက3ညပရိတ်ဒီမှာက2ပရိတ်ပေါ့နော်3ည2လို့ရှိနေဆို6ပရိတ်လို့ပေါင်းမှာပေါ့နော်ကျွန်တော်တို့က1လို့ဖြစ်မှာဖြစ်တဲ့အတွက်3ညပရိတ်2ပရိတ်6ပရိတ်မှာ1လို့ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့16ချိန်မှာ6ပရိတ်လို့ကန်ကစားပါမယ်ဒါပထမဖြစ်စဉ်ပေါ့နော်6ပရိတ် line လေးဒုတိယ line လေးကိုကျွန်တော်စစ်ကြည့်အောင်ပေါ့နော်ဒီနေရာမှာလည်းဗျတစ်ပိတ်ကရှင်းနှလုံး8ပေါ့နော်199 199ဒီ6ပါတဲ့အဲ့6ချောင်းနဲ့6လို့ဖြစ်လိုက်တာနဲ့ပြင်နေ6ဖြစ်ဇောင်းလေးမှာဟောဒီ635ခွန်ပရိတ်ဒီတဲ့ရွှေ့ကစားမယ်ပေါ့နော်ခွန်ပရိတ်ဒီဘယ်မှာရွှေ့ကစားမယ်ဆိုလို့ရှိရင်ပေါ့နော်ဆက်ကြည့်မယ်သူ့ဘေးမှာတဲ့ဟောဒီ3ပိတ်နဲ့တပွဲကျော်က6ပိတ်နဲ့ဒီ6လို့ပုံနေကစားထားပါတယ်တဲ့3ပိတ်နဲ့6ပိတ်ဒီ6လို့ကစားထားတယ်ပေါ့နော်ဘာကြောင့်အဲ့6လို့ကစားထားလဲဆိုရင်သူစတင်ခဲ့တဲ့1996မို့6ပရိတ်ကဇောင်းကခွန်ပရိတ်ကိုရွှေ့ဖို့အတွက်သူက6လို့တည်လိုက်တယ်ပေါ့နော်3ပိတ်နဲ့6ပိတ်တွေဒီ6လို့တည်လိုက်တယ်တဲ့3ပိတ်နဲ့6ပိတ်နဲ့ဒီ6ပြီးလို့ရှိရင်ဘာဆက်ကစားထားရင်ဟောဒီ3ညာခါတီလေသူ့တပွဲကြော်မှာ3ညာခါလို့ပုံနေကစားထားပါအောင်မယ်တဲ့ဒီလို3ညာခါတီ3ညာခါလို့လည်းထောက်ထားအောင်မယ်ပြီးလို့ရှိရင်3ပိတ်နဲ့6ပိတ်နဲ့ဒီလေ6လို့ကစားထားအောင်မယ်အဲ့လိုကစားပြီးမှဟောဒီခွန်ပရိတ်လို့106ရွှေ့တာပါတဲ့ဒီမှာဟုတ်ပြီနော်အဲဆိုတော့1996လို့ဖြစ်ခဲ့တာနဲ့တပြိုင်နဲ့ပေါ့နော်အဲ့သူ့ဆောင်ကခွန်ပရိတ်လို့ရွှေ့တော့မယ်ဆိုရင်6ကြောင့်ဒီမှာ3ပိတ်နဲ့6ပိတ်နဲ့ဒီ6လို့ပုံတွေထောက်တယ်ပြီးလို့ရှိရင်3ညာခါဒီ3ညာခါလို့ပုံတွေကစားပြီးမှခွန်ပရိတ်လို့ကူးတယ်ဒါပထမကတ်ဟုတ်ပြီနော်ဒုတိယကတ်ကိုစစ်ကြည့်မယ်ပေါ့နော်199ကကိုသူ့တပွဲကျော်လေးမှာတဲ့ဟောဒီမှာ9ပိတ်ကရှင်းနှလုံး9
959ပဲပေါ့နော်ဒီမှာလဲ199ဒီမှာလဲ959တယ်ဗျအဲ့ဒီ6လို့ဖြစ်လိုက်တာနဲ့ပြိုင်နေ6ရဲ့ဇောင်းကပေါ့နော်6လို့ဖြစ်လိုက်တဲ့ဇောင်းကခွန်8နဲ့ဆိုခွန်ပရိတ်တီသူရွှေ့ကစားမယ်ပေါ့နော်ခွန်ပရိတ်တီရွှေ့ကသူကစားတော့မယ်ဆိုရင်သူဘေးကဟောဒီခွန်ပိတ်နဲ့ဒီတပွဲကျော်ကနှစ်ပိတ်နဲ့ဒီ6လို့ပုံနေကစားထားအောင်မယ်တဲ့ခွန်ပိတ်နဲ့နှစ်ပိတ်ဒီ6လို့ကစားထားအောင်မယ်နောက်ထပ်ဟောဒီ6ခါတီလဲသူတပွဲကျော်မှာ6ခါလို့ပုံနေကစားထားအောင်မယ်ပေါ့နော်6ခါတီ6ခါလို့လဲကစားထားအောင်မယ်အပိတ်နှလုံးတီလဲ6လို့ထောက်ထားအောင်မယ်ဒီလိုထောက်ချစ်ပြီးမှဟောဒီခွန်ပရိတ်လို့ဒီမှာရွှေ့တာပါတဲ့ဟုတ်ပြီနော်ခွန်8နဲ့ခွန်ပရိတ်ဒီမှာ665ခွန်ပရိတ်လို့ရွှေ့ခဲ့ပေါ့နော်ဒါဒုတိယကတ်ဟုတ်ကဲ့ဘာကြောင့်ခွန်ပိတ်နဲ့နှစ်ပိတ်ဒီ6လို့ပုံနေကစားထားရင်သူတည်ခဲ့တာဒီ959လို့စတည်ခဲ့တာဖြစ်တဲ့အတွက်6လို့တည်ခဲ့တဲ့ဇောင်းကခွန်ပရိတ်ရွှေ့မှာဖြစ်တဲ့အတွက်သူရွှေ့တော့မယ်ဆိုရင်ဒီအပိတ်နဲ့ဒီပိတ်နဲ့ဒီ6လို့ပုံနေထောက်ချစ်နဲ့ရွှေ့တာပါတဲ့ဒါဒုတိယကတ်တတိယကတ်ကိုစစ်ကြည့်မယ်ပေါ့နော်သူတပွဲကျော်မှာပေါ့နော်ဒီ959ရဲ့တပွဲကျော်လေးမှာတဲ့ဟောဒီမှာ4ပိတ်ဟောဒီမှာရှင်လုံး9ပေါ့နော်453ညဒီ6လို့ကစားထားပြန်ပြီအဲ့6ကြောင့်6ရဲ့ဇောင်းကကျွန်တော်တို့ဟောဒီက3နှစ်လေးဆိုရယ်6ပရိတ်ကလေးဒီရွှေ့ကစားမယ်ပေါ့နော်သူရွှေ့တော့မယ်ဆိုရင်တဲ့သူ့ရဲ့ဘေးမှာပေါ့နော်ဟောဒီ4ပိတ်နဲ့ဟောဒီတပွဲကျော်က9ပိတ်နဲ့ဒီ6လို့ပုံနေကစားထားတယ်တဲ့ဒါတွေမကပဲဟောဒီတက်ခါဒီလဲတက်ခါလို့ပုံနေကစားထားပြီပေါ့နော်သူ့လောက်ကသူလှုပ်ထားပြီပေါ့နော်ခါဒီခါလို့လဲလှုပ်ထားပြီအပိတ်နဲ့ဒီပိတ်နဲ့ဒီပိတ်နဲ့ဒီလဲ6လို့ထောက်ချက်ပေးထားပြီပေါ့နော်ဘာကြောင့်လဲ453ညဒီ6လို့စတယ်ခဲ့တဲ့ဖြစ်တဲ့အတွက်6ရဲ့ဇောင်းက6 break ရွှေ့ဒီ break ကြီးရွှေ့တော့မယ်ဆိုရင်6လို့ပြန်ထောက်ပေးထားပေါ့နော်4နဲ့5နဲ့ဒီ6လို့လည်းထောက်ခဲ့ပြီအဲ့တော့ဒီ3နဲ့4 6 break ဒီ6 break လို့ဒီနေရာမှာရွှေ့မယ်ပေါ့နော်ဒီမှာလဲ6 break ပေါ့နော်အဲ့ဆိုတော့ဒီမှာကျွန်တော်တို့6 break ကိုနှစ်နည်းပြလိုက်ပုံနော်6 break ပါပဲဟုတ်ပြီနော်အဲ့ဆိုတော့ဒီဟာလေးကိုအကြမ်းပြန်ရှင်းရမယ်ဆိုရင်1996လို့ဖြစ်လိုက်တာနဲ့ပြန်နေသူ့ရဲ့ဇောင်းကခွန် break ဒီခွန် break လို့ရွှေ့တော့မယ်ဆိုရင်တဲ့ဟောဒီအပိတ်နှလုံး3ပိတ်နဲ့6ပိတ်ဒီ6လို့ပုံနေထောက်ထားပေါ့နော်ဒါ6ဘာကြောင့်ထောက်တယ်လဲဆိုရင်199လို့တည်ခဲ့တဲ့အတွက်သူ့ဇောင်းကခွန်ပရိတ်ရွှေ့မှာဖြစ်တဲ့အတွက်6ကြောင့်6လို့ထောက်ပြီးမှဒီခွန်ပရိတ်လို့ရွှေ့တယ်တဲ့သူရွှေ့တော့မယ်ဆိုရင်ဟောဒီ3ညခါတည်းလဲတပွဲကြော်မှာ3ညခါလို့ပုံနေကစားထားအောင်မယ်ပေါ့နော်ပထမကဒုတိယကမှလည်းဟောဒီမှာပေါ့နော်959 6လို့ဖြစ်လိုက်တယ်နဲ့သူ့ရဲ့ဇောင်းကခွန်ပရိတ်လို့ရွှေ့တော့မယ်ဆိုရင်တဲ့ဟောဒီခွန်ပိတ်နဲ့နှစ်ပိတ်နဲ့ဒီ6လို့ပုံနေထောက်ထားအောင်မယ်ပြီးတော့6ခါဒီ6ခါလို့လဲတပွဲကြော်မှာကစားထားအောင်မယ်ပေါ့နော်ဒီလိုကစားကွက်ပြီးမှဟောဒီခွန်ပရိတ်လို့ရွှေ့တာပါတဲ့ဒုတိယကတတိယကမှလည်းဒီမှာ439 6 break ရဲ့ဇောင်းကပေါ့နော် sorry 439 6လို့တဲခွေထဖြစ်တဲ့အတွက်6ရဲ့ဇောင်းကဟောဒီ3နှစ်4 6 break ဒီ6 break လို့ရွှေ့တော့မယ်ဆိုရင်ဟောဒီ4ပိတ်နဲ့5ပိတ်နဲ့6လို့ပုံနေထောက်လိုက်ပြီပေါ့နော်6ကြောင့်439 6ကြောင့်4နဲ့5နဲ့4ပိတ်နဲ့5ပိတ်နဲ့6လို့ပုံနေထောက်လိုက်ပြီဟောဒီတက်ခါဒီလဲတက်ခါလို့တပွဲကြော်မှာကစားခဲ့ပြီဒါကြောင့်ဟောဒီ3နှစ်4 6 break ဒီ6 break လို့ဒီနေရာမှာကျွန်တော်ကစားမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ဒီနေ့16ကြိမ်တော့ပြခဲ့တာဒီ6 break line လေးကိုခန့်မှန်းနေပေါ့နော်ပထမကတ်မှာလဲ6 break ဒုတိယဖြစ်စဉ်မှာလဲ6 break ပေါ့နော်အဲ6 break နဲ့ပတ်သက်ပြီးကျွန်တော်တို့ဘေကနန်းလေးကိုကန်ကစားမယ်လဲဆိုတဲ့စနစ်ကိုကျွန်တော်နဲ့စစ်လက်ရှင်းပြပေးပါမယ်ပေါ့နော်စစ်လက်ခန့်မှန်းပေးပါမယ်ကဲကတ်ရမှာပဲသူကဘာလေးလောက်ထားလဲဆိုလို့ရှိရင်တဲ့ဒီမှာနော်ဟောဒီ8ခါဒီတဲ့8ပိတ်လို့ပုံတွေရွှေ့တယ်ပေါ့နော်ရွှေ့တယ်နော်ရွှေ့ပြီးတာနဲ့ပြိုင်နေဟောဒီ2ပိတ်နဲ့ရှင်းနှလုံးပေါ့နော်2ပိတ်နဲ့ရှင်းနှလုံးဒီ3လို့ပုံတွေကစားထားတယ်ပေါ့နော်2 4 9ဒီ3လို့ပုံတွေကစားထားတယ်တဲ့ခါဒီအပိတ်လို့ဝင်ပြီးကစားထားတယ်ပေါ့နော်ပထမကဒုတိယကမှလည်းဟောဒီ6ခါဒီ6ပိတ်လို့ဒီမှာကစားတယ်ပေါ့နော်ဟောဒီခွန်ပိတ်နဲ့ရှင်းနှလုံး6နေရလဲ3လို့ပုံတွေကစားထားမယ်ဟုတ်ပါနော်ဒီမှာလဲ2 4 9ဒီ3ပေါ့နော်8ခါဒီ8ပိတ်ပေါ့နော်ဒီမှာလဲခွန်3 6 3ညဒီ3 6ခါဒီ6ပိတ်လို့ပုံနေကစားထားတယ်ဒုတိယကတတိယကမှလည်းဒီလိုပဲပေါ့နော်6ခါဒီ6ပိတ်လို့ဒီမှာပုံနေကစားတယ်တဲ့ဟောဒီ9ပိတ်နဲ့ရှင်းနှလုံး8နဲ့ဒီလဲ3လို့ပုံနေကစားထားပြန်တယ်ပေါ့နော်ကဲတတိစတုထကမှလည်းဒီစနစ်တာပေးခဲ့မယ်ဆိုရင်ဟောဒီတက်ခါဒီတက်ပိတ်လို့ကစားမယ်ပေါ့နော်တက်ပိတ်လို့ကစားမယ်ပြီးလို့ရှိရင်ဟောဒီ9ပိတ်နဲ့ရှင်းနှလုံး8နဲ့ဒီ3လို့ပုံနေကစားခဲ့အောင်မယ်ဆိုရင်ပေါ့နော်အဲ့ဆိုတော့ရှီပေါင်း8နဲ့တက်ပိတ်ဆိုတဲ့ကစားကွက်ကိုရတယ်ဟုတ်ပြီနော်ဒါကတစ်မျိုးနောက်တစ်ခုပေါ့နော်တက်ခါဒီတက်ပရိတ်လို့မရွှေ့ခင်ပရိတ်3လုံးဒီတက်လို့ဖြစ်ခဲ့တဲ့နေရာမှာလဲဒီနေရာမှာပြန်ကြည့်ပါနော်ပရိတ်3လုံးတက်လို့ဖြစ်တဲ့နေရာမှာလဲဟောဒီတက်ခါဒီတက်လုံးမိုင်နဲ့ပဲဒီမှာကြပေးတယ်ဒုတိယကမှလည်းဒီလိုပဲနော်တက်ခါဒီတက်ပရိတ်လို့မကူးခင်ပရိတ်3လုံးဒီတက်လို့ဖြစ်တဲ့နေရာမှာလဲဟောဒီတက်ခါဒီတက်လုံးမိုင်ကိုပြန်ရွှေ့ပေးတယ်ဟောဒီတက်ခါဒီတက်လုံးမိုင်နဲ့ပြန်ရွှေ့ပေးရနော်တက်လုံးမိုင်လို့ပြန်ရွှေ့ပေးတယ်ဒုတိယကတတိယကမှလည်းဒီလိုပဲပေါ့နော်တက်ခါဒီတက်ပရိတ်လို့မကူးခင်ပရိတ်3လုံးဒီတက်လို့ဖြစ်တဲ့နေရာမှာလဲ3ညပရိတ်2ပရိတ်9ပရိတ်နေရာမှာလဲပေါ့နော်ဟောဒီတက်ခါဒီတက်လုံးမိုင်နဲ့ဆင်းခဲ့အောင်မယ်ဆိုလို့ရှိရင်ပေါ့နော်
ရှေ့ပေါင်းရှင်းတဲ့တစ်ပိတ်ကအမတန်လှတဲ့စနစ်လို့ယူဆလို့ရတယ်ပေါ့နော်အဲဆိုတော့ရှေ့ပေါင်းရှင်းတဲ့တစ်ပိတ်ဆိုကစားကွက်ကအမတန်လှပပါတယ်ပေါ့နော်ကဲဟောဒီ10ကွက် line လေးပေါ့နော်ကျွန်တော်ချပြလိုက်ပေါ့နော်16ချိန်မှာတော့ကျွန်တော်တို့ကန်ကောင်းနိုင်ကြသည်ပေါ့နော်ကျွန်တော်ကတော့ဒီထဲမှာထိတ်စနက်ကလေးရယ်ကင်ထားတဲ့ကီးစနက်ကလေးရယ်အရာကျွန်တော်အနေနဲ့တကွက်ကောင်းရွေးချက်ပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တကွက်ကောင်းကိုရွေးချက်ခန့်မှန်းပေးပါမယ်ကဲ line ပေါ်မိတ်ဆွေများတော့ကျွန်တော်နဲ့ကန်ဆက်ခဲ့သည်ရှိတော့ဗောနော်ဟောဒီ cycle line လေးထိုးပြီးရင်းနဲ့ပေါက်သေးလေးနဲ့ကန်ဆက်နိုင်ကြပါစေကျွန်တော်နဲ့အကောင်းဆုံးဆန္ဒပြုရင်ဟုတ်ကဲ့ good luck ပါခင်ဗျာ